皆さんお元気にしてますか？ဒီနေ့ကပြီးခဲ့တဲ့တစ်ခေါက်ကတင်လာတဲ့အခန်း15ရဲ့ဂျန်နဲ့3ခုကိုကြည့်မယ်နော်ဗရမတစ်ခုမှာဆိုလို့ရှိရင်999ကိုတိုနီဝ9ကိုတိုနီဝဆိုလို့ရှိရင်သူတိပဲဘာဖြစ်မလဲဆိုတော့9နာခဲ့တယ်ပါတဲ့အာရုခုတိုကဂျစ်စုကင်းရှိနိုင်မAနဲ့Bဆိုပါစို့Aဒါမရှိဘူးဆိုလို့ရှိရင်Bကဂျစ်စုကင်းရှိနိုင်ဆိုတော့အကောင့်ထဲမပေါ်နိုင်ဘူးလို့အဆင်မပြေနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့9ခုတိုနီဝဆိုရင် A ဒါမရှိဘူးဆိုလို့ရှိရင် B ကလို့အဆင်မပြေဘူး B ကိုအကောင့်ထဲမပေါ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးအောက်မှာပေးထားတာကအာတိုနီဝါတဲ့ဟိတေးတဲ့ကိနာအီမီနိုပုံကောက်ခုတို့ဟိတေးတဲ့ကိနာဆိုတော့နောက်မှာဆိုလို့ရှိရင်အနုလက္ခဏာဆောင်တဲ့စာကြောင်းတွေလာမယ်စေစုတူက9ကိုတိုနီဝါဖြစ်တဲ့အတွက်ကြောင့်9ပုံစံပေါ့နော်ရေးကြည့်တယ်ဆိုလို့ရှိရင်တော့ခု9ဖြစ်မယ်9ကြည့်တဲ့နောက်ဆိုရင်တော့တဲ9ဖြစ်သွားမယ်ကဲတော့ရေပုံကြည့်အောင်一番一度で会ってみないことには仕事を任せられる人かどうかわからないဒီချိန်လေးတော့မတွေ့ကြည့်ဘူးပဲနဲ့ပေါ့မတွေ့ကြည့်ဘူးဆိုလို့ရှိရင်မတွေ့ဘူးဆိုလို့ရှိရင်တဲ့အလုပ်ကိုအဲ့လိုရမလားမရဘူးလားဆိုတာမသိနိုင်ဘူးဒီချိန်တော့မတွေ့ကြည့်ဘူးပဲနဲ့ဒီချိန်တော့မတွေ့ဘူးပဲနဲ့အလုပ်ရမယ်လူဟုတ်မဟုတ်ဆိုတာကမသိနိုင်ဘူးတဲ့နောက်တစ်ခုနိဗ္ဗာန်မှာဆိုရင်お金がないことにはこの計画は進められないပတ်စံမရှိဘူးဆိုလို့ရှိရင်ဒီစီမံကိန်းကရှေ့ဆက်မလုပ်ဆောင်နိုင်ဘူးနောက်တစ်ခုစံပတ်မှာ足がもっと丈夫でないことにはあの山に登るのは無理だろうခြေထောက်ကပို့ပြီးတော့ဒီထက်ပို့ပြီးတော့မကြက်ခိုင်မှုဆိုလို့ရှိရင်အဲ့တောင်ကိုတော့ဖို့ဆိုတော့ကမဖြစ်နိုင်ဘူးနိုင်ကိုတူဒီပါဆိုလို့ရှိရင်A ဒါမရှိဘူးဆိုရင်နောက်က B ကလို့အဆင်မပြေဘူးအကောင့်ထဲမပေါ်နိုင်ဘူးမရက်တည်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကနိုင်နာနီအိုနုခီနီရှိတဲ့ဝနုခီနီရှိတဲ့ဝအကြည့်ကြအောင်နိုင်နာနီကနာခဲ့တယ်ပါနိုင်နာနီအိုခံကားရင်းဤတဲ့နိုင်ကြောတိုင်းတဲ့ဝအာရုကိုတို့ကဂျစ်စုကင်းရှိနိုင်ပုံစံလေးကခုနကအပေါ်က9ကိုတို့နေဝါနဲ့ဆင်းတယ်A ဒါမရှိဘူးဆိုလို့ရှိရင် A ကိုသာခံကားရဲ့ဤတဲ့နိုင်ကြောတိုင်းတဲ့ကထဲသွင်းစဉ်းစားရမယ့်အခြေအနေမျိုးမဟုတ်ဘူးဆိုရင်ထဲသွင်းမစဉ်းစားဘူးဆိုလို့ရှိရင်နောက်ကကိစ္စကိုအကောင့်ထဲမပေါ်နိုင်ဘူးလုပ်လို့မရဘူးအောက်မှာပေးထားတာကဝါရှာကတာကကူယောဂဆုရုမနိုအိုအာရဝဆုကိုတိုဘာနဲ့ချကူပြောသူကဒီဝေဖန်နဲ့ level မြင့်ပေါ့နော်ဝေဖန်တဲ့အရာမျိုးတွေဖော်ပြတဲ့စကားလုံးတွေနဲ့တွဲတယ်နောက်မှာဆိုလို့ရှိရင်ဂျစ်စုကင်းရှိနိုင်တူယူအီမီနိုပုံကောက်ခုတို့အကောင့်ထဲမပေါ်နိုင်ဘူးမရက်တည်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပါတဲ့စာသားမျိုးတွေလာတယ်တဲ့အလွယ်မှတ်ကလို့ရှိရင်9ခုတို့နေပါသည်အိုနုကီနီရှိတဲ့ဝါနဲ့အတူတူပဲဘာကွာလဲဆိုလို့ရှိရင်စေကျတို့ကုအိုနုကီနီရှိတဲ့ဝါနောင်းနဲ့ပဲတွဲတယ်9ခုတို့နေပါက9ပုံစံနေနဲ့တွဲတယ်အဲ့လိုမှတ်လိုက်ရပြီကဲရေပွန်ကြည့်အောင်一番がインターネットとメールを抜きにしては現代社会は成り立たないと言ってもいいインターネットでイメージကိုイメージဒါမရှိဘူးဆိုလို့ရှိရင်ဒီမျက်မှောက်ခေပေါ့လူအောင်ဖွဲ့စည်းကနာရီတာတာနိုင်ဆိုတာကကြတော့မရက်တည်ဘူးဆိုလို့ကျွန်တော်အလုံးမဖြစ်ဘူးဒီမျက်မှောက်ခေအဖွဲ့အစည်းကြီးကမရက်တည်နိုင်တော့ဘူးအဆင်မပြေတော့ဘူးလို့ပြောလေရတယ်နောက်တစ်ခုနိဗ္ဗာန်မှာက田中先生の好意的なご指導を抜きにしてはこの勉強会は続けられないだろう田中先生ရဲ့好意的なご指導ဆိုတာကဒီအပြုသဘောဆောင်ပြီးတော့စေတနာထားပြီးတော့ညွှန်ကြားမှုပေါ့နော်ပြောတဲ့စကားမျိုးညွှန်ကြားမှုတာမရှိဘူးဆိုလို့ရှိရင်ဒီ勉強会ဆိုတာကကြတော့စာလေးလာတာပေါ့အတူဖွဲ့စည်းပြီးတော့စာလေးလာတာမျိုးဒီလိုမျိုးစာလေးလာတဲ့အဖွဲ့ကရှေ့ဆက်လုံနိုင်မှာမဟုတ်ဘူးဆက်လုံနိုင်မှာမဟုတ်ဘူးတဲ့サムマソインボランティアの人たちの助けを抜きにしては外国人の受け入れ計画は無理だと思うပရိုက်တာလုပ်တဲ့လူတွေရဲ့ဒီကုညီမှုကယ်ဆယ်မှုတာမရှိဘူးဆိုလို့ရှိရင်နိုင်ငံသားတွေကိုလက်ခံတဲ့ဒီစီမံကိန်းပေါ့အစီအစဉ်ကမဖြစ်နိုင်ဘူးလို့ထင်တယ်တဲ့အလွယ်မှတ်ကမှာကနိုင်ကိုတိုနီဝါအိုနိုကီနီစတေဝါဒီ3နှစ်ပုံစံချင်းကအတူတူပဲအေးဒါမရှိဘူးဆိုလို့ရှိရင်
နောက်ကကိစ္စကအကောင့်တွေမပေါ်နိုင်ဘူးအေးသားမရှိဘူးဆိုရင်အေးကိုသာထဲသွင်းမစင်စားဘူးဆိုလို့ရှိရင်နောက်ကကိစ္စကမကောင့်တွေပေါ်နိုင်ဘူးအစင်မပြေဘူးမရက်တည်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကွာခြားချက်သည်စေစုတို့ကနိုင်ကိုတို့နီဝနိုင်ဖောင်နေနဲ့တွေ့မယ်အိုနိုကီနီစတဲ့ဝါဆိုရင်နောင်းနေပဲတွေ့မယ်ရမယ်နော်ပြီးရင်ဒီကံကားရဲ့နောက်ဆုံးတစ်ခုကကြတော့တိုစတဲ့မိုနီစတဲ့မိုတို့နီရှိတို့နီစေရောကဲတော့ကြည့်ကြည့်အောင်ဒါတို့ရဲ့နိုင်နနီတိုယူကိုတို့က事実でもわしゃの気持ちはそれに影響されないအဲ့တော့အကယ်၍ဒီဖြစ်ရတစ်ခုကပေါ့နော်အမှန်တရားဖြစ်ရမှန်ဖြစ်တယ်ဆိုရင်တော့မှပြောသူရဲ့ခံစားချက်ကအဲ့ဒီအပေါ်မှာတက်ရောက်မှုမရှိဘူးဆိုလို့ရှိရင်တက်ရောက်မှုမခံစားရဘူးလွှမ်းမှုမခံစားရမလွှမ်းမှုခံရဘူးလို့ပြောချင်တာအဲ့တော့ဒါလေးလွယ်တယ်အောင်ဆုံးမှာပေးထားတာကမိုင်းနေကုရုဘွန်ဝါတဲ့ရှိမှလာတဲ့စာဆောင်ကတိုစတဲ့မိုဝခါသိန်းတော့ကိုတော့ဆိုတော့တိုစတဲ့မိုဒီရှိမှလာတဲ့စာဆောင်ကယာယီအခြေအနေကိုပြောတာနောက်တစ်ခုနီးတဲ့မိုနီရှိတို့နီးဆဲရောကတဲ့ခါသိန်းတော့ကိုတော့တဲ့မို့ကြီးကြီးတဲ့မို့ရောအဲ့တော့ယာယီဖြစ်ရလဲရတယ်ဖြစ်ရမှန်လဲရတယ်ပေါ့ပြီးရင်နောက်တစ်ခုကဂီမွန်ရှိကိုကောက်ရဲမို့အိုးဆိုတော့မိကုန်းစကလုံးတွေနဲ့တွေ့တဲ့ပုံစံမျိုးတွေလည်းရှိမယ်အတူနီးမှာနောက်မှဆိုရင်တဲ့အိုမိုနီအထူးသဖြင့်ဝါရှာနိုဟျောကဟန်ဒန်ခန်ဆိုအရာဝစုပုံကောက်ခုတို့ပြောသူရဲ့ဒီအကဲဖြတ်မှုတွေဆုံးဖြတ်ချက်တွေအတွေးအမြင်တွေဖော်ပြတဲ့စာကြောင်းမျိုးတွေလာတယ်တဲ့အဲ့တော့သူ့ကိုဒီမှာဆိုလို့ရှိရင်စေစုတို့ကကြတော့ဖူစုကေရှိမယ်ဖူစုကေမှာဆိုရင်နောင်ရှိမယ်နိုင်ကြီးတို့နောင်တို့ဆိုလို့ရှိရင်ဒေယာတို့ဆိုပြီးပြောင်းသွားမယ်ပေါ့နော်အဲ့တော့စာကြောင်းလေးကြည့်ကြည့်အောင်ရေပေါ်နေအကြည့်ပါမှာဆိုရင်親元と離れるとしてもできるだけ親の血がこに住む方がいいအဲ့တော့မိဘအိမ်နဲ့မိဘတွေနဲ့ခွဲနေရတယ်ဆိုရင်တော့မှတက်နိုင်တယ်လို့မိဘတွေရဲ့အနီးနားမှာနေတာကကောင်းတယ်အဲ့တော့မိဘအိမ်နဲ့မိဘအိမ်နဲ့ခွဲနေရတယ်ဆိုရင်တော့မှဆိုတဲ့ဥစ္စာအရှိကဒီဟာကယာယီဖြစ်ရမှန်ယာယီကိစ္စပေါ့နော်ယာယီအကြောင်းအရာဖြစ်ပြီးတော့နောက်မှကတက်နိုင်တယ်လို့မိဘအိမ်နဲ့နီးဆုံးမှနေတာကောင်းတယ်ဆိုတာကပြောသူရဲ့ခံစားချက်ဖြစ်မယ်ဆုံးဖြတ်ချက်ဖြစ်မယ်ပြီးရင်နောက်တစ်ခုနိဗ္ဗာန်မှာ準備時間があれ短かったにしてももう少し立派な報告書を書いてほしかったအဲ့တော့ပြင်ဆင်ရမယ့်အချိန်ကတူတောင်းခဲ့တယ်ဆိုရင်တော့မှဒီထက်ပိုပြီးတော့ပေါ့နော်နည်းနည်းပြည့်စုံတဲ့ဒီအစီရင်ခံစာကိုရေးစီခြင်းခဲ့တယ်တဲ့ဆမ်ဘတ်မှာကဒါတို့ရဲ့悪い結果にしろできることは全部やってきたのだから後悔はしないအကယ်၍ရလက်ဆိုကြီးထွက်ခဲ့တယ်ဆိုရင်တော့မှတက်နိုင်တာကဆိုလိုချင်တာတက်နိုင်တာအကုန်လုံးလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့အတက်နိုင်ဆုံးလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့နှောင်တမရဘူးတဲ့ယွန်ဘမှာဆိုရင်နာနီယိုဆူရူနီချေရောကိုကိုရိုကိုမဲတဲ့ဒိုရီကိုမဲတိုက်ဘာဝဲလှုပ်လို့ကိုကိုရိုကိုမဲတဲ့ဆိုတာကကြတော့ဒီစိတ်ခံစားချက်အပြည့်နဲ့စိတ်ကိုနှိပ်ပြီးတော့ခံစားချက်အပြည့်နဲ့လှုပ်ဆောင်ခြင်းနဲ့တဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်အလွယ်ဆုံးမှတ်လို့ရတာနံပါတ်4စာကြောင်းလေးကပို့ပြီးထင်သာမြင်သာရှိတယ်။ဘာပဲလုပ်ရဘာကိုပဲလုပ်နေပါစေစိတ်နစ်ပြီးတော့ခံစားချက်အပြည့်နဲ့လှုပ်ခြင်းနဲ့ဥပမာပေါ့ကိုကဒီကိစ္စကြီးတစ်ခုဒီအလုပ်တစ်ခုလုပ်နေလို့ငါကဒီအလုပ်ကိုလုပ်နေရတယ်ဆိုပြီးတော့ဒီအလုပ်ပေါ်မှာဒီအလုပ်ရဲ့တက်ရောက်မှုကိုအားငယ်မှုဒီလိုဟာမျိုးတွေမရှိဘဲနဲ့ဘာလုပ်ပဲလို့အလုပ်ဆိုတာစိတ်ကိုနှိပ်ပြီးတော့ခံစားချက်အပြည့်နဲ့လှုပ်ဆောင်ခြင်းနဲ့ဆိုတဲ့ပြောသူရဲ့ခံစားချက်ဆုံးဖြတ်ချက်အဲ့လိုမျိုးကိုပေါ်လွင်စေတာရှေ့ကလုံနေရတဲ့အလုပ်ရဲ့တက်ရောက်မှုလွှမ်းမိုးမှုကပြောသူရဲ့ခံစားချက်အပေါ်မှာမရှိဘူးလွှမ်းမိုးမှုမရှိဘူးတက်ရောက်မှုမရှိဘူးအဲ့လိုမျိုးဆိုလို့ချင်တာရမယ်နော်